အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချူကဟွာမှာရေခဲမုတ်တော့မရဘူးပေါ့နော်ကိတ်မုတ်တို့ချုံကလက်တို့ရောင်းတဲ့ဆိုင်လေးကိုလိုက်ပို့ပေးရဖြစ်ပါတယ်ချူကမောင်းတဲ့နေနော်ဆိုင်ကလေးဘာတောင်းတယ်ဟုတ်ကဲ့ပါရှင်မလေးတိုက်မမြင်လိုက်လို့ပါအဲ့အဖိုးကြီးကလည်းထအောင်နေပြီအမလေးအဲ့ဘက်သွားတာတော့နည်းနည်းဝေးမယ်နည်းနည်းလေးတော့ဝေးပါမယ်တမမတိတ်ပြီးတော့မဝေးနည်းနည်းပဲဝေးရပါမမေစာတင်ရဲ့အတန်နေပါသွားလို့တောင်းမမဒီမှာပါဒီမှာလေးတော်ဒီမှာရောက်ပါပြီအရှမ်းရောပေါ့နော်ဒီဝါလေးတော့အရင်ကြိုက်တယ်ဒီမှာရှည်လေးလည်းရှည်နောက်ကြတော့ရေကမှုခါနေလေးတစ်ချက်ပြပြပေးမယ်ရှင်ခဏအဆိုင်ကတော့ဒီပေါ်တင်လာလိုက်ပဲမီနူရဲ packs ထဲဝင်ဒီဘက်နောက်ကဒီနောက်ဆုံးကိုနှိမ့်လိုက်မယ်နောက်တဲ့ဒီထိနဲ့ဆိုင် table ဆိုရဟာလေးနှိမ့်လိုက်ပါအပဆက်ချလိုက်လို့ရှိရင်ဒီမှာ ice cream မှာနိုင်ပါနော် super ice cream ကိုဘာလို့နှိမ့်ရလဲကျွန်မကစားလို့မရဘူးဖြစ်နေတာပေါ့ဘာလို့ဖြစ်နေလဲမသိပါဘူးဟုတ်တယ်တမမအားလုံးဒီဗီဒီယိုကိုလောက်ပါ bye bye